အားလုံးမင်္ဂလာပါဗျဟိုဘက် channel မှာကျွန်တော်960 140 980 950 392အဲ့ဒီကဏ္ဍတွေကိုကျွန်တော်12ကြိမ်အတွက်ချပေးထားတယ်ပေါ့ဗျာချပေးထားပြီးတော့နောက်ထပ်ကျွန်တော်တို့ပြန်ကြားလိုင်းကိုလည်းချပေးထားတယ်ပြန်ကြားလိုင်းကတော့ကျွန်တော်ခဏန်းကိုရွေးထုတ်မပေးလိုက်ဘူးရွေးထုတ်မပေးလိုက်တဲ့အကြောင်းရင်းကကျွန်တော်ဒီဘက် channel မှာအားပေးတဲ့မိတ်ဆွေတွေကိုငက်ကွက်တဲ့အနေနဲ့ကျွန်တော်ပြန်ကြားလိုင်းကိုအဲ့ဘက်ကိုတော့ရွေးမပေးခဲ့ဘူးကျွန်တော်ဒီ channel မှာတော့ပြန်ကြားလိုင်းကိုကျွန်တော်ရွေးပေးမယ်ပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ဒီ329တလိုင်းကိုလည်းပဲကျွန်တော်နှစ်ပရိတ်3ခွက်ထဲက89ရယ်950ရယ်392ရယ်အဲ့ဒီကဏ္ဍ3ခွက်ထဲကဒီ392တခွက်ကိုကျွန်တော်စနစ်ထောက်ချက်နဲ့ချပေးမယ်ပေါ့ဗျာနောက်တစ်ခါကျွန်တော်ပြန်ကြားလိုင်းကိုလည်းပဲစနစ်ထောက်ချက်နဲ့ကျွန်တော်ချပေးမယ်ပေါ့ဗျာဟိုဘက်မှာတော့ကျွန်တော်စနစ်ထောက်ချက်နဲ့ချပြမပေးတာကကျွန်တော်တို့ဒီဘက် channel မှာအားပေးတဲ့မိတ်ဆွေတွေကိုငက်ကွက်တဲ့အနေနဲ့ကျွန်တော်ဒီဘက် channel မှာထောက်ချက်နဲ့ချပေးတာပေါ့ဗျာကျွန်တော်တို့ဟိုဘက် channel ကမိတ်ဆွေများတဲ့အတွက်အဘက်ကကြည့်ရှုတဲ့ subscriber များတဲ့အတွက်အဲ့ဒီ channel မှာကျွန်တော် like တွေပါတင်ပေးတာပေါ့ဗျာအခုဒီဘက် channel မှာတော့ကျွန်တော် like တော့တင်ပေးလို့ရတယ်တင်ပေးလို့ရပြီမဲ့လို့ကျွန်တော်အချိန်လဲတိတ်မရဘူးပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်ပြန်ကြား line နဲ့တကွဲရယ်ဒီ329တကွဲရယ်ပြန်ကြား line နဲ့တကွဲရယ်ပြန်ကြားနှစ်ကွက်ကတော့မိတ်ဆွေတို့မွေးကစားခြင်းလဲကစားလို့ရတယ်ပေါ့ဗျာပြန်ကြားကြားတဲ့အချိန်အဲ့ဒီ line ကိုကျွန်တော်ဒီ channel မှာချပြပေးမယ်ပေါ့ဗျာကျွန်တော်တို့ trap brain data ကကျွန်တော်တို့6ခွန်1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ထဲ919နောက်တစ်နှစ်ထဲကျွန်တော်တို့86ခွန်86ခွန်ကနေမှ388သူက6ခွန်နဲ့919ကသူကစနစ်ထောက်ချက်ပေးပြီးတော့ဟာဒီ86ခွန်နဲ့388ကအကျင်ကရိုက်ပြီးထားတာပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ဒုတိယတက6ခွန်1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်ထဲ919ရဲ့နောက်တဲ့နှစ်ထဲ86ခွန်ကနေမှနောက်တဲ့နှစ်ထဲကျွန်တော်တို့388ဒီ line ကပြန်ကြတီးတန့် line အဲ့ဒီပြန်ကြတီးတန့် line ထဲမှာသူလှုပ်ထားတာကကျွန်တော်တို့6ခွန်ခွာလေးသူ့ဆောင်က4ဘူးနဲ့ကနန်းတစ်နှစ်2နှစ်ကျော်ကိုကစားတစ်နှစ်2နှစ်ကျော်ကိုကစားအဲ့ဒီသူကစားတဲ့အောင်မှာကျွန်တော်တို့အဲ့ဒီနှစ်ထဲက919လို့သူကဒဲထောက်ထားတဲ့အတွက်အဲ့ဒီနှစ်ထဲက9ပရိကနန်းတစ်ခွက်ကျွန်တော်တို့6ခွန်နှစ်အဲ့ဒီ6ခွန်နှစ်ကပြန်ကြကစားတဲ့နောက်တဲ့နှစ်ထဲမှာကျွန်တော်86ခွန်အဲ့ဒီ86ခွန်လို့ရိုက်86ခွန်နဲ့ကျွန်တော်တို့နောက်တဲ့နှစ်ထဲ388လို့ရိုက်အဲ့ဒီ388ရိုက်တဲ့နှစ်ထဲမှာကျွန်တော်တို့2ဦးမှာခွာနောက်ပေါင်းချင်း6အဲ့နောက်ပေါင်းချင်း6က4ချိန်မြောက်မှာနောက်ပေါင်းချင်း6ကြောင့်ဒီတစ်ပရိတ်အဲ့ဒီတစ်ပရိတ်ကစောစောကကျွန်တော်တို့86ခွန်ကိုထောက်ပြီးတော့388နှစ်ထဲ4ချိန်မှာတစ်ပရိတ်လို့ရိုက်တဲ့သူ့ရဲ့အောက်ကခဏ628အဲ့ဒီ628ကဒီဘက်နှစ်ကိုရွေ့အဲ့ဒီရွေးတဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲပြန်ကြကဏ္ဍဒါတကွက်နောက်တော့တစ်ခါကျွန်တော်တို့အဲ့ဒီ650ရဲ့ရင်ဆိုင်မှာ3ညပရိတ်အဲ့ဒီ3ညပရိတ်ကလည်းကျွန်တော်တို့2ဦးမှာခွန်ခါနဲ့ခွတ်တက်လို့ခါနှလုံးပေါင်းချင်း9နဲ့အပိတ်3လုံးပေါင်းချင်း4လို့ရိုက်တဲ့သူ့ရဲ့အောင်မှာပရိတ်20ပဲကစားတယ်အဲ့ဒီပရိတ်20ကကျွန်တော်တို့ဒီ6ခွန်ကိုထောက်ပြီးတော့20ပရိတ်လို့ကစားတာအဲ့ဒီ20ပရိတ်လို့ကစားတဲ့938ကအဲ့ဒီနှစ်ထဲပြန်ကြကနန်းကိုသူက650အောက်က628အဲ့ဒီ628ကနောက်တစ်နှစ်ကိုရွေ့အဲ့ဒီရွေးတဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲပြန်ကြရိုက်ပြီးတော့အဲ့ဒီ650သူ့ရဲ့ဒီဘက်ဆောင်က3ညပရိတ်အဲ့ဒီ3ညပရိတ်ကလည်းကျွန်တော်တို့အဲ့ဒီနှစ်ထဲပြန်ကြကစားနောက်တစ်ခါကျွန်တော်တို့ဒုတိယတက6ခွန်အဲ့ဒီ6ခွန်ကနေမှကျွန်တော်တို့919လို့ထောက်နောက်တစ်ခါကျွန်တော်တို့နောက်တစ်နှစ်ထဲ86ခွန်ထောက်ပြီးတော့388လို့ထောက်အဲ့ပထမဆုံးတကကျွန်တော်တို့6ခွန်ရဲ့ဆောင်းက446
အဲ့ဒီ446ကတစ်နှစ်2နှစ်ကျော်မှာ446လို့ကစားအဲ့ဒီ446လို့ကစားပြီးတော့အဲ့ဒီ446ရဲ့အောက်ကခဏ951အဲ့ဒီ951ကကျွန်တော်တို့2ဦးမှာ51ကိုပရိ9လို့ထောက်ထားတယ်ပေါ့ဗျာသူကတော့အဲ့ဒီနှစ်ထဲကကျွန်တော်တို့9ပရိကလည်းတခြားကဏ္ဍကိုမထွက်ဖဲနဲ့အဲ့ဒီကဏ္ဍကိုပဲဒီပြန်ထွက်ပြီးတယ်ပေါ့ဗျာကျွန်တော်တို့အဲ့ဒီနှစ်ထဲ9ပရိကလည်းကျွန်တော်တို့919414165နှစ်893933996ဒီနှစ်ကွက်ပဲတူရှိတဲ့အတွက်အဲ့နှစ်ကွက်ပဲရှိတဲ့အတွက်သူကဒီ936ကိုပြန်ကြမပေးဘဲနဲ့ဒီထောက်ထားတဲ့919ကိုပဲသူ446ရဲ့အောင်မှာပြန်ကြကစားတယ်ပေါ့ဗျာအဲ့ဒီပြန်ကြကစားခဲ့တဲ့နောက်တစ်နှစ်ထဲကျွန်တော်တို့86ခွန်အဲ့ဒီ86ခွန်ကြောင့်နောက်တစ်နှစ်ထဲကျွန်တော်တို့2ဦးခွန်ခါ9နောက်ပိတ်89အတွက်သူ့ရဲ့အောက်တစ်ပွဲနှစ်ပွဲကျော်4ချိန်တစ်ပရိတ်လို့ထောက်အဲ့ဒီတစ်ပရိတ်ကဆောလောကကျွန်တော်တို့ဒီ86ခွန်ကတစ်ပရိတ်လို့ပြန်ထောက်တဲ့သူ့ရဲ့အောက်ကခဏ963အဲ့ဒီ963ကသူ့ရဲ့ဒီဘက်ရင်ဆိုင်နှစ်ထဲကို963လို့တက်တာပေါ့ဗျာတက်ပြီးတော့အဲ့ဒီ963ကကျွန်တော်တို့ဒီနှစ်ထဲပြန်ကြလို့ရိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီ894တစ်ပရိတ်ရဲ့ရင်ဆိုင်က866ဒီ963နဲ့866အဲ့ဒီနှစ်ကွက်လုံးကဒီနှစ်ထဲကိုပြန်ကြကစားပေးရမှာရှစ်တက်ကမှာကျွန်တော်တို့650အောက်က628နောက်တစ်နှစ်ကိုရွေးတဲ့ကဏ္ဍကပြန်ကြနောက်တစ်ခါသူ့ရဲ့ရင်ဆိုင်က938အဲ့ဒီ938ကပြန်ကြဒါပြန်ကြနှစ်ကွက်ကစားတာပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ဒီတစ်ပရိရဲ့အောက်က963ကနောက်တစ်နှစ်ကိုကစားတဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲပြန်ကြနောက်တစ်ခါကျွန်တော်တို့894ရဲ့ရင်ဆိုင်က3ညပရိအဲ့ဒီ3ညပရိကကျွန်တော်တို့ဒီ6ခွန်သူကဒီ3ညပရိနဲ့ဒီ86ခွန်တစ်ပရိကိုကျန်တဲ့အထောက်တွေကိုတော့မပြတော့ဘူးပေါ့ဗျာဒါကတော့ကျွန်တော်တို့သူ့ရဲ့အထောက်သူက6ခွန်နဲ့86ခွန်6ခွန်နဲ့86ခွန်အဲ့ဒီဗရိတ်20နဲ့ဗရိတ်1အဲ့ဒီဗရိတ်20နဲ့ဗရိတ်1ကိုနှစ်ဦးမှာခွန်9လို့ထောက်တဲ့4ချိန်မှာတစ်ပရိသူ့ရဲ့ရင်ဆိုင်3ညပရိအဲ့ဒီ3ညပရိကလည်းရိုက်တယ်ဆိုရင်သူကဗရိတ်20ပဲကစားတာပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ဒီတစ်ပရိရဲ့ရင်ဆိုင်ကဒီ866ကလည်းစောစောကျွန်တော်တို့6ခွန်နဲ့86ခွန်ကိုထောက်ပြီးတော့ဒီနေရာမှာကစားတာပေါ့ဗျာကစားတဲ့အတွက်ကြောင့်ကျွန်တော်တို့သူ့ရဲ့အောက်က963ကနောက်တစ်နှစ်ကိုရွေးတဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲပြန်ကြသူ့ရင်ဆိုင်က3ညပရိကလည်းပြန်ကြကကျွန်တော်တို့3ချိန်ကစားမှာဆိုတော့ဒီနှစ်ခွက်ကအားကောင်းတယ်ပေါ့ဗျာအဲ့ဒီအားကောင်းတဲ့အကြောင်းရင်းကကျွန်တော်တို့ဒီညလေးမှာဒီလမ်းကတော့ဟိုဘက်မှာဟို channel မှာထောက်ပြပေးထားတယ်ပေါ့ဗျာ9ပရိရဲ့ဒီ9ပရိတစ်နှစ်ကျော်9ပရိတစ်နှစ်ကျော်9ပရိတစ်နှစ်ကျော်9ပရိရဲ့9ပရိရဲ့တစ်နှစ်ကျော်မှာ9နောက်ပိအဲ့ဒီ9နောက်ပိက9ပရိရဲ့ရင်ဆိုင်က9ပရိအဲ့ဒီ9ပရိက9နောက်ပိ9ပရိရဲ့တစ်နှစ်ကျော်မှာ9နောက်ပိအဲ့ဒီ9နောက်ပိက9ပရိရဲ့ရင်ဆိုင်က9ပရိကို9ပိလို့ရိုက်နောက်တစ်ခါကျွန်တော်တို့9ပရိသူ့တစ်နှစ်ကျော်မှာ9ပိအဲ့ဒီ9ပိက9ပရိရဲ့ရင်ဆိုင်က9ပရိကို9ပိလို့ရိုက်အဲ့ဒီလိုရိုက်ပြီးတော့ကျွန်တော်တို့ဒီ9ပရိကနေမှ1နှစ်2နှစ်3နှစ်4နှစ်မြောက်ထဲကျွန်တော်တို့9နောက်ပိနဲ့3ညခါသူ့ရင်ဆိုင်မှာ3ညပရိ9နောက်ပိနဲ့3ညခါနှလုံးပေါင်း9ရဲ့ရင်ဆိုင်3ညပရိရဲ့ပြီးမှာ136အဲ့ဒီ136ကပြန်ကြကနန်းနောက်တစ်ခါကျွန်တော်တို့ဒုတိယတက်က9ပရိကနေပြီးမှ1နှစ်2နှစ်3နှစ်4နှစ်မြောက်ထဲ4နှစ်မြောက်ထဲမှာကျွန်တော်တို့ဒီမှာ9နောက်ပိနဲ့3ညခါရှိတယ်ပေါ့ဗျာအဲ့ဒီသူကစနစ်မထောက်ဘူးအခုကျွန်တော်တို့ဒီမှာ9ခါနဲ့9နောက်ပိနဲ့3ညခါနှလုံးပေါင်း9သူ့ရင်ဆိုင်မှာကျွန်တော်တို့တစ်ပရိလို့ရိုက်အဲ့ဒီတစ်ပရိလို့ရိုက်တဲ့ရင်ဆိုင်မှာ66နှစ်ကပြန်ကြကနန်းအခုနောက်ထပ်ကျွန်တော်တို့တတိယတက်က9ပရိကနေမှ1နှစ်2နှစ်3နှစ်4နှစ်မြောက်ထဲထောက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ9နောက်ပိနဲ့3ညခါသူ့ရင်ဆိုင်မှာ2ပရိအဲ့ဒီ2ပရိရဲ့ရင်ဆိုင်မှာပြန်ကြအဲ့ဒီပြန်ကြကကျွန်တော်တို့9နောက်ပိနဲ့3ညခါနှလုံးပေါင်း9သူ့ရင်ဆိုင်မှာ3ညပရိ9နောက်ပိနဲ့3ညခါသူ့ရင်ဆိုင်မှာ1ပရိ9နောက်ပိနဲ့3ညခါသူ့ရင်ဆိုင်မှာ2ပရိအဲ့ဒီလို2ပရိလို့ထောက်ပြီးတော့ကျွန်တော်တို့ဒီခွန်ပရိပြန်ကြကနန်းနောက်တစ်ခါကျွန်တော်တို့66နှစ်ပြန်ကြကနန်းဒီနေရာမှာလည်းကျွန်တော်တို့ပြန်ကြကနန်းအဲ့ဒီပြန်ကြကနန်းကိုဖမ်းမှာကသူစတဲ့တာကကျွန်တော်တို့9ပရိသူ့တစ်နှစ်ကျော်မှာခွန်ပရိဒီခွန်ပရိကခွန်ပရိလို့ကူးတာပေါ့ဗျာ9ပရိရဲ့တစ်နှစ်ကျော်မှာခွန်ပိ
5ပရိရဲ့တစ်နှစ်ကျော်မှာခွန်ပိတ်5ပရိရဲ့တစ်နှစ်ကျော်မှာခွန်ပိတ်အဲ့ဒီခွန်ပိတ်ဒီကြောင့်သူကဒီ5ပရိကို5ထိတ်နဲ့တုံညာခါနဲ့နှလုံးပေါင်း5တုံညာပရိလို့ဒါကတော့စီနီယာထောက်တာပေါ့ဗျာ5ပိတ်နဲ့တုံညာခါနှလုံးပေါင်း5ရဲ့တစ်နှစ်ကျော်1တုံညာ6ပြန်ကြကနန်းအဲ့ဒီပြန်ကြကနန်းကကျွန်တော်တို့ဒီ1တုံညာ6ကိုသူကတ်ရဲ့ကြထားတယ်ပေါ့ဗျာကတ်ရဲ့ကြထားတော့ကျွန်တော်တို့9နောက်ပိတ်နဲ့တုံညာခါနှလုံးပေါင်း9ရဲ့နောက်တဲ့နှစ်ထဲကခွန်ခါအဲ့ဒီခွန်ခါရဲ့ရင်ဆိုင်ကကနန်းအဲ့ဒီခွန်ခါနဲ့ရင်ဆိုင်ကကနန်းကိုသူပြန်ကြချပေးတာပေါ့ဗျာပြန်ကြချပေးတဲ့နေရာမှာအဲ့ဒီခွန်ခါရဲ့ဆောင်းမှာလဲသူက6ထိပ်လို့ခံပေးရမှာအဲ့6ထိပ်လို့ခံပေးတဲ့အတွက်သူ့ရဲ့အောက်မှာကျွန်တော်တို့1တုံညာ6ပြန်ကြတဲ့အခါ6ပါတဲ့ကနန်းကိုပဲသူပြန်ကြချပေးတာပေါ့ဗျာ1တုံညာ6က1တုံညာ6လို့ပြန်ကြချပေးတယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတကတ်9နောက်ပိတ်နဲ့တုံညာခါသူ့ရင်ဆိုင်မှာ1ပရိရဲ့ရင်ဆိုင်မှာဒီ66နှစ်အဲ့ဒီ66နှစ်ကိုပြန်ကြကစားတဲ့အခါကျွန်တော်တို့ရှစ်တကတ်လိုပဲပေါ့ဗျာသူကခွန်ခါရဲ့ရင်ဆိုင်က4ပရိအဲ့ဒီ4ပရိကလည်းကျွန်တော်တို့6နှစ်6ကလည်းသူ့ဇောင်းမှာသူက6ထိပ်စီလို့ထောက်အဲ့ဒီ6ထိပ်စီလို့ထောက်ရတဲ့အကြောင်းရင်းကခွန်ခါရဲ့ရင်ဆိုင်6ပါတဲ့ကဏ္ဍတစ်ခွက်6နှစ်6အဲ့ဒီ86လို့လည်းထောက်အောင်မယ်ပေါ့ဗျာသူ့အောက်ကကဏ္ဍခွန်ခါရဲ့ရင်ဆိုင်ကကဏ္ဍအဲ့ဒီ6နှစ်6အဲ့ဒီ6နှစ်6က9နောက်ပိတ်3ညာခါရဲ့ရင်ဆိုင်1ပရိရဲ့ရင်ဆိုင်သူက66နှစ်လို့ပြန်ကြကစားပေးတာသူကလည်း6တလုံးပါမယ်ပေါ့ဗျာအဲ့ဒီခွန်နောက်ပိတ်တွေကအဲ့ဒီခွန်နောက်ပိတ်နဲ့9ပိတ်3ညာခါတွေကစောစောကကျွန်တော်တို့ဒီစတည်တဲ့ဒီ9ပရိရဲ့တစ်နှစ်ကျော်မှာခွန်ပိတ်အဲ့ဒီခွန်အပိတ်ကြောင့်ဒီစတည်တာကကျွန်တော်တို့9ပိတ်နဲ့3ညာခါအဲ့ဒီ9ပိတ်နဲ့3ညာခါနှလုံးပေါင်း9က9ပရိသူ့ရင်ဆိုင်တစ်နှစ်ကျော်မှာခွန်လို့ပိတ်ခဲ့တဲ့ခွန်ကခွန်ခါအဲ့ဒီခွန်ခါရဲ့ရင်ဆိုင်ကခဏန်းအဲ့ဒီကဏ္ဍကိုပြန်ကြချသူ့ထက်မှာလည်းကျွန်တော်တို့ခွန်ခါနဲ့6ထိပ်နဲ့ဒီလိုထောက်ပေးထားမှာပေါ့ဗျာသူ့ရင်ဆိုင်ကကဏ္ဍကိုချပေးတာဒုတိယတကတ်ကလည်းကျွန်တော်တို့ခွန်ခါနဲ့6ထိပ်နဲ့ခွန်ခါရဲ့ဇောင်းမှာ6ထိပ်လို့ခံတဲ့အောက်ကကဏ္ဍအဲ့ဒီကဏ္ဍက9ထိပ်3ညာခါနှလုံးပေါင်း9ရဲ့ရင်ဆိုင်1ပရိရဲ့ရင်ဆိုင်ဒီနေရာမှာချပေးတာပေါ့ဗျာအခုကျွန်တော်တို့ရောက်ကမှာ9နောက်ပိတ်3ညာခါသူ့ရင်ဆိုင်မှာ2ပရိဒီနေရာမှာချရမယ်ကဏ္ဍကပြန်ကြချရမယ်ကဏ္ဍကကျွန်တော်တို့ခွန်နောက်ပိတ်နဲ့ခွန်ခါနဲ့သူ့ဇောင်းမှာ6ထိပ်လို့ခံတဲ့သူ့အောက်ကခဏအဲ့ဒီ963ကကျွန်တော်တို့ဒီ12ချိန်မှာပြန်ကြကစားပေးရမှာပေါ့ဗျာကျွန်တော်တို့ရှစ်တကတ်မှာတော့1တုံညာ6ကထည့်ကစားတယ်ဒုတိယတကတ်ကျတော့သူကတော့ထိပ်စီးအငိမ့်နဲ့ကစားခြင်းတယ်ဆိုရင်ကစားပေါ့ဗျာတကယ်ကစားခြင်းတာကတော့ကျွန်တော်တို့963နဲ့356လို့ဒီလိုလေးလှည့်ကစားပေါ့ဗျာ963နဲ့653ဒီလိုလေးလှည့်ကစားပေါ့ဗျာကျွန်တော်တို့ရှစ်တကတ်တုံးကဒီ6နှစ်8က286လို့ကစားအဲ့ဒီ286ကကျွန်တော်တို့6နှစ်8လို့ပြန်ပြီးလှန်ကစားတာပေါ့ဗျာလှန်ကစားတဲ့အတွက်အဲ့ဒီစနစ်ကိုကဏ္ဍအငိမ့်ကိုတော့ကျွန်တော်တို့ဒီနေရာမှာတော့6နှစ်8 286ဒီစတည်ခဲ့တဲ့6နှစ်8ကိုဒေကစားတာလားပေါ့ဗျာဒါဒေကစားတာလားဆိုတော့နည်းနည်းစဉ်းစားစရာပေါ့ဗျာအခုကျွန်တော်တို့ဒီ963ကြီးကလည်း963လို့ဒေပြန်ကြမလားဒီ963ကလည်းသူ့ဒီဘက်မှာကျွန်တော်တို့ကဒေကစားထားတဲ့အတွက်ဒီဒေကစားထားတဲ့အတွက်653နဲ့356လို့ဒီလိုလေးလှန်ကစားပေါ့ဗျာနောက်ထပ်ကျွန်တော်တို့ဒီခွန်ခါရဲ့ရင်ဆိုင်ကဒီ10ပရိတ်ကလည်းသူကစားလို့ရတယ်ပေါ့ဗျာသူ့အထက်မှာကျွန်တော်တို့သူကလည်းခွန်3ည6ဆိုတော့6ထိပ်ကမထောက်တဲ့အတွက်ခွန်ခါနဲ့6ထိပ်ရဲ့အောက်ကခဏန်းဆိုကျွန်တော်တို့ဒီတကွယ်ပဲရှိတယ်ပေါ့ဗျာဒါကကျွန်တော်တို့ပြန်ကြားနဲ့ပတ်သက်ပြီးတော့963တကွက်ကိုမိသူတို့ကို963တကွက်653တကွက်ကိုထောက်ပြပေးလိုက်တယ်ပေါ့ဗျာနောက်တော့တစ်ခါကျွန်တော်တို့3နှစ်ခွန်အဲ့ဒီ3နှစ်ခွန်ကကျွန်တော်တို့3ညထိပ်နောက်ပေါင်းခွန်နောက်တစ်နှစ်ထဲကျွန်တော်တို့14ချိန်2ချိန်4ချိန်6ချိန်8ချိန်10ချိန်12ချိန်14ချိန်9ခါ
ကိုခါရဲ့အောင်မှာစောစောနောက်လုံးပေါင်းခွန်ကခွန်နောက်ပိတ်ဒီနှလုံးနှစ်ကိုခါနဲ့3နောက်ပိတ်နဲ့နှလုံးပေါင်းနှစ်အဲ့ဒီနှလုံးပေါင်းနှစ်ကြောင့်ဆိုလိုချင်တာကကျွန်တော်တို့3ညထိတ်နောက်ပေါင်းခွန်အဲ့ဒီနောက်ပေါင်းခွန်ကကျွန်တော်တို့14ချိန်ရဲ့အောက်14ချိန်မှာကိုခါရဲ့တပွဲကျော်မှာခွန်လို့ပြန်ပိတ်တဲ့ခဏရဲ့ခါနဲ့အပိတ်နဲ့နှလုံးပေါင်းနှစ်အဲ့ဒီနှလုံးပေါင်းနှစ်ကြောင့်နောက်တဲ့နှစ်ထဲကကျွန်တော်တို့နှစ်ပရိနဲ့ကဏ္ဍတစ်ခွက်3နှစ်ခွန်အဲ့ဒီ3နှစ်ခွန်ကကျွန်တော်တို့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ထဲမှာ3ခွန်နှစ်လို့ကစားအဲ့ဒီကစားတဲ့အကြောင်းရင်းကကျွန်တော်တို့အဲ့ဒီနှစ်ထဲကနှစ်ပရိတွေတော့ရှိတယ်ပေါ့ဗျာရှိပေမဲ့လို့ကျွန်တော်တို့ဒီ3နှစ်ခွန်ကိုကစားတဲ့အကြောင်းရင်းကသူ့ရဲ့ဒီဘက်တစ်နှစ်ကျော်မှာကျွန်တော်တို့5ထိပ်ရဲ့စောင်းမှာကျွန်တော်တို့3ညခါ5ထိပ်3ညခါအဲ့ဒီစောင်းကခဏ3နှစ်ခွန်ကို1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ထဲကိုသူကစားတဲ့အခါသူ့ရဲ့စောင်းမှာ3ညထိပ်5ရိတ်လို့ခံတဲ့သူ့ရဲ့ဒီဘက်စောင်းမှာ3ခွန်နှစ်လို့ကစားတာဒါကကျွန်တော်3နှစ်ခွန်ကိုတစ်ခါတည်းထောက်ပြပေးလိုက်တာပေါ့ဗျာအခုကျွန်တော်တို့ရောက်ကမှလည်းဒီ3နှစ်ခွန်ပတ်လက်တစ်ခွက်နောက်တော့ကကျွန်တော်တို့ဒုတိယတက3ညထိပ်နောက်ပေါင်းခွန်နောက်တဲ့20ကျွန်တော်တို့14ချိန်ကိုခါရဲ့တပွဲကျော်မှာကျွန်တော်တို့ခွန်နောက်ပိတ်3ညထိပ်နောက်ပေါင်းခွန်အဲ့ဒီနောက်ပေါင်းခွန်ကခွန်လို့ပိတ်အဲ့ဒီခွန်လို့ပိတ်ပြီးတော့ကိုခါနဲ့3နောက်ပိတ်နဲ့နှလုံးပေါင်းနှစ်အဲ့ဒီနှလုံးပေါင်းနှစ်ကြောင်နောက်တဲ့နှစ်ထဲကကျွန်တော်တို့နှစ်ပရိတ်တစ်ခွက်840တစ်ခွက်အဲ့ဒီ840တစ်ခွက်က1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ထဲကိုသူကစားတယ်840လို့သူကစားတယ်အဲ့ဒီကစားတဲ့အကြောင်းရင်းကကျွန်တော်တို့သူ့ရဲ့ဒီဘက်တစ်နှစ်ကျော်မှာကျွန်တော်တို့5ထိပ်သူ့ရဲ့ဒီဘက်ဆောင်းမှာ3ညခါ5ထိပ်3ညခါအဲ့ဒီ3ညခါကြောင့်5ထိပ်3ညခါရဲ့ဆောင်းက8 3ည4အဲ့ဒီ8 3ည4က6နှစ်မြောက်ကိုကစားတဲ့အခါသူ့ရဲ့ဒီဘက်ဆောင်းတပွဲကျော်မှာ3ညထိပ်5ရိတ်3ညထိပ်နဲ့5ရိတ်လို့ထောက်တဲ့အဲ့ဒီ3ညထိပ်ရဲ့ဆောင်းတပွဲကျော်မှာသူက840လို့ပြန်ထည့်တယ်အဲ့ဒီ3ညထိပ်ကစောစောကျွန်တော်တို့ဒီနောက်ပေါင်းခွန်တွေက3ညထိပ်နဲ့နောက်ပေါင်းခွန်တွေကအဲ့ဒီ3ညထိပ်နဲ့နောက်ပေါင်းခွန်တွေကအဲ့ဒီနောက်ပေါင်းခွန်ကဒီနေရာမှာခွန်အပိတ်လို့ထည့်ပြီးတော့ဒီနှလုံးပေါင်းနှစ်အဲ့ဒီနှလုံးပေါင်းနှစ်ကနောက်နှစ်ကနှစ်ပရိတ်အဲ့ဒီနှစ်ပရိတ်ကိုသူက5ထိပ်နဲ့3ညခါရဲ့ဇောင်းကခဏအဲ့ဒီကဏ္ဍကို6နှစ်မြောက်ကိုရွေ့တဲ့အခါစောစောကကျွန်တော်တို့3ညထိပ်ကစတက်လာတဲ့3ညထိပ်ကဒီနေရာမှာဝင်အဲ့ဒီ3ညထိပ်ရဲ့တပွဲကျော်သူ့ရင်တိုင်မှာလဲစောစောကကျွန်တော်တို့ထောက်ခဲ့တာက5ထိပ်နဲ့3ညခါဒီနေရာမှာထောက်တာခါကြတော့3ညထိပ်နဲ့5ရိတ်သူ့တပွဲကျော်မှာ3ခွန်နှစ်ခုဒုတိယတကကြလို့ရှိရင်လည်းပဲကျွန်တော်တို့သူ့တပွဲကျော်မှာတစ်နှစ်ကျော်မှာကျွန်တော်တို့5ထိပ်3ညခါအဲ့ဒီ5ထိပ်3ညခါရဲ့ဇောင်းကခဏ6နှစ်မြောက်ကိုရွေးတဲ့အခါအဲ့ဒီစောစောကကျွန်တော်တို့စတည်ခဲ့တဲ့3ညထိပ်အဲ့ဒီ3ညထိပ်က3ညထိပ်လို့ပြန်ဝင်တဲ့ရင်တိုင်းမှာ3ညထိပ်နဲ့5ပရိတ်အဲ့ဒီ3ညထိပ်နဲ့5ပရိတ်ကလည်းဒီနှစ်ပရိတ်ရဲ့ရင်တိုင်းက5ထိပ်နဲ့3ညခါအဲ့ဒီ5ထိပ်နဲ့3ညခါကိုသူ့ရဲ့ဒီဘက်ရင်တိုင်းနဲ့တည်းကြတော့3ညထိပ်နဲ့သူက5ပရိတ်လို့တွင်းတာစောစောက5ထိပ်ကို5ပရိတ်လို့တွင်းတဲ့သူ့ရဲ့ဒီဘက်3ညထိပ်ရဲ့တပွဲကျော်840လို့ရွေးတာအခုကျွန်တော်တို့တတိယတကကကျွန်တော်တို့3ညထိပ်နဲ့နောက်ပေါင်းခွန်နောက်တစ်နှစ်ထဲ14ချိန်မှာကိုခါသူ့ရဲ့တပွဲကျော်မှာကျွန်တော်တို့နောက်ပေါင်းခွန်ကခွန်လို့ပြန်ပိတ်ပြီးတော့ကိုခါနဲ့3အပိတ်နဲ့နှလုံးပေါင်းနှစ်အဲ့ဒီနှလုံးပေါင်းနှစ်ကြောင့်နောက်တစ်နှစ်ထဲကကျွန်တော်တို့ခွန်8ခွန်တစ်ကွက်ခွန်50တစ်ကွက်3ခွန်နဲ့တစ်ကွက်အဲ့ဒီ3ကွက်ထဲကကျွန်တော်ဒီတစ်ကွက်ကိုရွေးတယ်အဲ့ဒီရွေးတဲ့အကြောင်းရင်းကသူ့ရဲ့ဒီဘက်တစ်နှစ်ကျော်ကျွန်တော်တို့5ထိပ်သူ့ရဲ့ဒီဘက်ဆောင်းမှာ3ညခါ5ထိပ်3ညခါရဲ့ဆောင်းက3ခွန်နှစ်အဲ့ဒီ3ခွန်နှစ်ကို1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ထဲဒီ12ကြိမ်မှာသူကစားပေးရမှာပေါ့ဗျာကစားခြင်းတဲ့အကြောင်းရင်းကသူ့ရဲ့ဒီဘက်တပွဲကျော်မှာကျွန်တော်တို့3ညထိပ်အဲ့ဒီ3ညထိပ်ကစောစောစတည်ခဲ့တဲ့3ညထိပ်က3ညထိပ်လို့ဝင်တာပေါ့ဗျာ3ညထိပ်လို့ဝင်တဲ့ရင်တိုင်းမှာ5ပရိတ်လို့ထောက်အဲ့ဒီ5ပရိတ်လို့ထောက်တဲ့3ညထိပ်ရဲ့တပွဲကျော်အဲ့ဒီ3ညထိပ်ရဲ့တပွဲကျော်မှာကျွန်တော်တို့က3နှစ်ခွန်ကိုကစားမှာပေါ့ဗျာ
ကစားတဲ့အကြောင်းရင်းက3ညထိတ်နဲ့5ပရိတ်ကစောစောကျွန်တော်တို့ထောက်ခဲ့တဲ့5ထိတ်3ညခါအဲ့ဒီ5ထိတ်3ညခါက3ညထိတ်နဲ့5ပရိတ်လို့ရိုက်တဲ့သူ့ရဲ့တပွဲကြော်မှာကျွန်တော်တို့က3နှစ်ခွန်ပတ်လက်တပွဲကိုကစားပေးရမှာပေါ့ဗျာဒါကကျွန်တော်တို့3နှစ်ခွန်နဲ့ပြန်ကြားနဲ့ဒီနှစ်ကွက်ကိုမိတ်ဆွေတို့ကိုမျှဝေပေးလိုက်တယ်ပေါ့ဗျာမျှဝေပေးလိုက်တဲ့အခါကျွန်တော်တို့ဒီနေ့ထဲမှာပြန်ကြားကကျွန်တော်တို့866နဲ့963ဒီနှစ်ကွက်ကပြန်ကြားကစားပေးရမှာပေါ့ဗျာဒါကကျွန်တော်တို့တိုက်ဆိုင်တဲ့အချိန်မှာထုတ်ကစားဒီ963ကအခုကျွန်တော်တို့ဒီဘွဲမှာပြန်ကြားမကစားခဲ့ရင်နောက်တစ်ဘွဲနောက်တက်ပြန်ကြားထောက်ပေးတဲ့ချိန်မှာကစားအဲ့ဒီ866ကလည်းကျွန်တော်တို့သူ866ပြန်ကြားလိုင်းကတော့သူမဝင်နေဘူးပေါ့ဗျာနော်ဒါမှမဟုတ်ကျွန်တော်တို့ဒီပွဲမှာ963နဲ့866အဲ့ဒီနှစ်ကွက်ကိုပြန်ကြားကစားနောက်တစ်ခါကျွန်တော်တို့3နှစ်ခွန်တစ်ကွက်ပတ်လက်တစ်ကွက်ကျွန်တော်တို့12ချိန်မှာအရန်ကိုနှစ်တဲ့သလိုထုတ်ကစားပေါ့ဗျာ